မ
အခုလိုမျိုးအခမ်းအနားစီစဉ်တစ်လျှောက်လုံးမှာစီကံရှိစွာနဲ့နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်အပေါင်းအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ရှင်ကျွန်တော်တို့ရဲ့ဒီမိုကရေစီမိခင်ချင်းဖြစ်တဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာမိသားစုများတွေ့ဆုံပွဲအခမ်းအနားကြီးအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ